စီးပွားရေးရှယ်ယာဝင်ထားတဲ့လူတွေဘာကြောင့်မလို့သူတို့ရဲ့ရင်းနှီးမြှုပ်နှံထားတဲ့လုပ်ငန်းတွေကိုလိုအပ်ထားကြတာပါတလေအားလုံးပဲမင်္ဂလာပါတက္ကရာမကြိုဆိုပါတယ်ကျွန်တော်တော့တက္ကရာမကိုဆိုင်ဖြစ်ပါတယ်အရင်ဗီဒီယိုမှာကျွန်တော်တို့တထေးတွေဘာကြောင့်သူတို့ရဲ့ဝင်ငွေတွေသူတို့စီးပွားရေးတွေကိုလိုအပ်ထားကြတယ်ဆိုတာကိုဆွေးနွေးခဲ့ပြီးဒီနေရာမှာနောက်ထပ်စိတ်ဝင်စားစရာမျိုးတစ်ခုရှိပါတယ်အဲ့ဒါကတော့စီးပွားရေးတစ်ခုမှာကိုယ်တိုင်ဦးဆောင်မလုပ်ပေမဲ့ပတ်စံဆိုင်ပြီးshare ဝင်ထားတဲ့လူတွေဒါမှမဟုတ်အကျိုးတူဆက်တူလုပ်ထားတဲ့လူတွေကရောဘာလို့ဘယ်ကုမ္ပဏီမှာဘယ်လောက် share ပါပါတယ်ဆိုပြီးထုတ်မပြောကြပါလဲအဲ့ဒီအချက်ကတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတယ်အပေါ်ရင်ကြည့်လိုက်ရင်ငါကဘယ်ကုမ္ပဏီရဲ့ share ရှင်ပါဆိုပြီးကြွားရတာကုန်ရှိတယ်လို့ထင်ရပေမဲ့တကယ်ယဉ်နှီးမြှုပ်နှံလူတွေတကယ် share ရှင်တွေကတော့စီးစနစ်ကြနဲ့ခက်လူလူပဲထိန်းနေတာတက်ကြပါတယ်ဒီနေ့ဗီဒီယိုမှာတော့ share ရှင်တွေဘာကြောင့်သူတို့ရဲ့ဆက်သွယ်ယဉ်နှီးမြှုပ်နှံမှုတွေကိုလိုအပ်ထားရတယ်လဲဆိုတဲ့အဓိကအကြောင်းရင်းလေးခုကိုရှင်းပြပေးတော့ပါမယ်ပထမဆုံးနဲ့အရေးကြီးဆုံးကတော့လုပ်ငန်းပိုင်းဆိုင်ရာပြည်ထနာတွေကနေကင်းလွတ်ဖို့ဖြစ်ပါတယ်ရှယ်ယာရှင်တနည်းအားဖြင့် investor တွေဆိုတာငွေစိုက်ထုတ်ထားတဲ့လူတွေတက်တက်ဖြစ်ပြီးကုမ္ပဏီရဲ့နေ့စဉ်အုပ်ချုပ်ရေးတနည်းအားဖြင့် daily operation ကိုကိုယ်တိုင်မကင်လွယ်ပါဘူးတကယ်လို့အဲ့ဒီကုမ္ပဏီဝန်ဆောင်မှုပြက်ကွက်တာဒါမှမဟုတ်ဝန်ထမ်းတွေနဲ့ပြည်ထနာဖြစ်တာအဲ့လိုမှမဟုတ်ပဲပစ္စည်းအရေးတွေမမီတာမျိုးဖြစ်လာရင်ဟောက်တယ်တွေနဲ့လူထုကအမှန်တကယ်မန်နေဂျာကိုမဟုတ်ပဲနာမည်ကြီးရှယ်ယာရှင်ကိုတွားပြီးလက်ညှိုးထိုးတိုက်ခိုက်တတ်ကြပါတယ်အဲ့ဒါကြောင့်ကိုယ်တိုင်တိုက်ရိုက်မစီမံတဲ့လုပ်ငန်းတစ်ခုရဲ့ကွန်ဒရီရိုက်ခတ်မှုတွေကိုကိုယ့်စီကူးမလာအောင်ရှယ်ယာရှင်အဖြစ်ရှိနေတာကိုလိုအပ်ထားကြတာပါဒုတိယအချက်ကတော့ဈေးကွက်ကမောက်ကမမဖြစ်အောင်ထိန်းထားခြင်းလို့ပါလောကမှာဆိုဘယ်သူကပါလို့လိုက်ပြီဆိုတဲ့သတင်းကအရင်ကိုဩစာညောင်းလွန်းပါတယ်ဥပမာနာမည်ကြီးစီးပွားရေးသမားတစ်ယောက်ကကုမ္ပဏီတစ်ခုမှာရှယ်ယာဝင်လိုက်တယ်ဆိုပါစို့အဲ့ဒါကိုလူတွေတိသွားရင်အဲ့ဒီကုမ္ပဏီရဲ့တန်ဖိုးကအတူအယောင်ဈေးတက်သွားနိုင်တယ်ဒါမှမဟုတ်ပြောင်းပြန်အားဖြင့်အကြောင်းတစ်ခုကြောင့်မလို့အဲ့ဒီရှယ်ယာရှင်ကအပြစ်မှာပတ်စံလို့ရှယ်ယာအချို့ပြန်ရောင်းလိုက်တဲ့အခါလူတွေကဟာဒီကုမ္ပဏီမကောင်းတော့လို့ရှယ်ယာရှင်ပြေးပြီဆိုပြီးထိတ်လန့်ကရှယ်ယာတွေကိုလိုက်ရောင်းရင်ကုမ္ပဏီရှယ်ယာတွေထိုးကြပြီးပျက်စီးသွားတာမျိုးအထိဖြစ်နိုင်ပါတယ်ဒါကြောင့်ဈေးကွက်ကိုတဘာဝအတိုင်းငြိမ်ငြိမ်လေးလည်ပတ်စေချင်လို့သူတို့ရဲ့ပါဝင်မှုကိုထုတ်မပြကြတာပါတတိယအချက်ကတော့စီးပွားရေးကစားကွက်ကူးပြောင်းရလွယ်ကူစေဖို့ဖြစ်ပါတယ်။ယင်းနှီးမြှုပ်နှံသူအများစုဟာကုမ္ပဏီတစ်ခုထဲမှာပဲ share ဝင်ထားတာမဟုတ်ဘူးနော်။မဲပဲအမျိုးမျိုးကုမ္ပဏီအများကြီးမှာယင်းနှီးမြှုပ်နှံမှုခွဲဝေခြင်းတွေလောက်ဆောင်ထားကြတာပါ။တစ်ခါတလေမှာပြိုင်ဖက်ဖြစ်နေတဲ့ကုမ္ပဏီတစ်ခုစလုံးမှာတော့ share တောင်းဝင်တာမျိုးရှိတတ်ပါတယ်။ဒါကိုပွင့်လင်းမြင်သာအောင်အကုန်ထုတ်ပြရင်တစ်ဖက်စလုံးကမတင်ကားတာတွေညဉ့်ညင်လာတာတွေဖြစ်လာနိုင်ပါတယ်။ဒါအပြင်အနာဂတ်မှာအဲ့ဒီ share ကိုတခြားသူစီပြန်ရောင်းထုတ်ချိန်ရင် exit strategy နဲ့ AC တိတ်ဆိတ်စွာဆောင်ရွက်လို့ရအောင်မတိချသေးသမျှအပြင်မှာလုံးဝမပြောကြပါဘူး။စတုတ်ကအချက်နဲ့နောက်ဆုံးအချက်ကတော့တရားဝင်စာချုပ်ပါစီကံများကြောင်းပါပဲ။မိတ်ဆွေတို့ကြားဘူးကြမှာပါ NDA လို့ခေါ်တဲ့ Non Disclosure Agreement လို့ခေါ်တဲ့လိုအပ်ချက်ထိန်းသိမ်းရေးစာချုပ်ပါတချို့ကုမ္ပဏီတွေကသူတို့စီမှာဘယ်သူတွေ share လာဝင်နေဆိုပြီးတိုင်ဖက်တွေကိုမတိစေချင်လို့ share ရှင်နဲ့စာချုပ်ချုပ်ကြတဲ့ကဒီအချက်လက်ကိုအပြစ်မှာဘယ်တော့မှထုတ်မပြောပါဘူးဆိုတဲ့စီကံချက်ထည့်ထားလေးရှိတယ်အဲ့ဒါကြောင့်စာချုပ်အရာမဖြစ်မနေလိုအပ်ထားခြင်းလည်းဖြစ်ပါတယ်အချုပ်အနေနဲ့ပြောရမယ်ဆိုရင်စီးပွားရေးလောကမှာကိုယ်တိုင်ဦးဆောင်တာပဲဖြစ်ဖြစ် share ဝင်တာပဲဖြစ်ဖြစ်တိတ်ဆိတ်စွာလှုပ်ရှားခြင်းကတည့်ရဲ့ယဉ်နှီးမြှုပ်နှံမှုကိုပိုပြီး safe ဖြစ်ပါတယ်။ကြောက်ရခြင်းကရေတူမှာကုန်တက်နိုင်စေပေမဲ့လိုအပ်ထားခြင်းကတော့ရေရှည်မှာတည့်ရဲ့ငွေကြေး empire ကိုလုံခြုံစွာတည်ဆောက်ပေးနိုင်ပါတယ်။ဒီဗီဒီယိုလေးကမိတ်ဆွေအတက်စီးပွားရေးနဲ့ယဉ်နှီးမြှုပ်နှံမှုဆိုင်ရာအမြင်တွေရရှိခဲ့တဲ့ဆိုရင်ကျွန်တော်တို့ channel ကို like and subscribe လုပ်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်။နောက်ဗီဒီယိုမှာပြန်ပြီးတွေ့ဆုံကြပါမယ်။